ဒီကုန်းတော်တရားတော်လင်္ကာကျော်စွာဘဘရှင်တော်တင်မှာကုန်းတော်တရားလေးဟုတ်ပါရဲ့။အပြည့်လို့ဒီကုန်းတော်လေးနဲ့ပွဲဥစားပထမညမှာစူပြမြစ်တာပို့ရတယ်လေဆိုတော့မရှိပါကျွန်တော်တို့ဘဘရှင်တော်ဦးတင်မှာဟုတ်ကဲ့မန္တလေးကဟုတ်ကဲ့ရှင်မန္တလေးဟုတ်ကဲ့မန္တလာမြို့မှာရှင်မန္တလေးမှာဟုတ်ကဲ့ရှင်မန္လင်္ကာကျော်စွာဘဘရှင်တော်ဦးတင်မှာကိုဂုဏ်ပြုခြင်းလို့တနည်းအားဖြင့်ဘုရားကဘုရားမနော်အဲ့ဒါလူကလူမကွန်ပျူတာအဖြစ်ဘာမှမသိဘူးမြစ်တာပို့ပြင်ဆင်ရဖြစ်ပါလေဟုတ်ကဲ့မရှိဘူးသူရထာဒုက္ခမုံစထာမြစ်တာနာမထာတော်အရောတော်အဝေယဟွတုအပြာပိသဟွတုအနိကဟွတုဒုက္ခိအထာနံပရိဟရတုဓမ္မတိတောမေကိစန္ဒုကာမရာဒုက္ခိရထေရယိတိရှုတိယဝတ္တနာကြီးယေသသန္တရပုံမီပမာဏရှင်မတီရှင်မတီရေရနေဘောစလာထာရိကရမာရောအဝေယပြေဒလာမတန်နေပြေကျောင်းလာတဲ့မင်းပြိတ္တာပေါင်းဟုတ်ကဲ့လူမကြီးမေမိုးပြေဆိုဘလောက်ပြင်ပန်းနေပါစေကိုတောင်းမျက်နှာမငယ်အောင်လို့မိုးလေးမှာကိုတကယ်ထင်တော့မချင်တော့ဘူး။မြန်မာနိုင်ငံတော့ပြီးရင်တော့ကိုသားလေးမျက်နှာပြပြီးတော့ပြန်ပြီးတော့နိုင်နေတယ်။ရှိတော့ဘိုးကြီးလည်းရှိရတယ်။ဆောင်းတော့ကျွန်တော်ဒီတိုင်းလေး။ဒီတိုင်းကျွန်တော်အားရလည်းရှိတယ်။အဲ့ဒါလည်းလုပ်ကြတယ်။တို့ကိုအဲ့ထိုင်လိုက်ထားလိုက်တော့ဝိကြတော့မှာအတီးတန်းခန့်ဆိုတအားစားလို့မကောင်းသေးဘူးဟုတ်တယ်ဒီကိုရေးမပို့တဲ့ဥစ္စာမကောင်းသေးဘူးမကြီးလေးကပြီးတော့မဆော့ကြတာဩမဟုတ်ပါဘူးပျော်ကြတာရှိနေတယ်ပြောလိုက်ပါလေကော်ဖီပျော်တတ်ရမှာအဲ့စင်